full လေးရပြီဆိုတော့ကျွန်တော်ဒီ ကျွန်တော် full လေးစရာမလိုပါ ကျွန်တော်အပြေနေလေးတော့နေတလားဟုတ်ကျွန်တော်တွေ့ကိုစကင်ကြည့်ကျွန်တော်ဘတ်စနဲ့ဝယ်ထားပါမယ် ကျွန်တော်လည်းလူစတဲ့ဝယ်ထားပါတယ်အတူတူပဲမဟုတ်နော် ဟုတ်လာကြောနေဒီရဲ့နည်းနည်းရှင်ပြိုင်မှုဆိုတာဒီဘဲစိတ်ထဲမှာရှိတယ် အမလေးဟဲကောက်ပြပြောရရှိသေးရဲ့ အမေကျွန်တော်ချန်ကြီးရောက်မှာတယ်နော် ကျွန်တော်က မပြောနဲ့တော့နာကနေလို့အိုးချင်းကြိုက် ဟိုပဲတော့တူကျိုး ဟိုပဲလုံနေနဲ့ငါအခုတော့ရေးထားတာခဏဩရေးလေမှာဆိုတော့ဖွင့်အောင်မဖွင့် ကျွန်တော်ကတော့တဲကန်နိုင်ရကြုံပါပါ ကျွန်တော်မလုံးနဲ့ငါမဖွင့်ရသေးဘူးကြီးရဲ့ကဲကျွန်တော်လည်းဝိုင်းရှင်ဒီမှာဆိုတော့ ဟိုပဲရပြန်လာပါပြီ ငါဆိုရဲဆိုအမမိုက်ဒီကဘာအောင်လို့ကျွန်တော် ဟိုပဲရပြန်လာပါပြီပြောပြောလေ ဟုတ်တယ်ဟိုပဲရပြန်လာယူနော်အဲ့တော့ဆက်ချူပါစတောင်းနေတာ ကျွန်တော်ကြီးယူချပါကျွန်တော်လိုင်းရင်လိုက်ပါတော့ကျွန်တော်ဆောင်းကြမ်းဗီဒီယိုကြည့်နေတဲ့လူတွေအကောင်နည်းနည်းကြောက်ပါလေသူကနည်းနည်းကြောက်ပါလေကျွန်တော်ထက်တော့မကြောက်ပါဘူးနော် ဒီကကိုဘယ်နေလဲဟိုကွာဆိုတော့ကျွန်တော် ဟိုဘေးရပြန်လာပါပြီ ဆိုတော့fighting style တဲ့လေကျွန်တော်ယူကြည့်နေနော် fighting style ဆိုတော့ fighting style ကျွန်တော်ကဒီမှာဖန်ခွက်တဲတဲတွေ့ရဗျာဆန်တွေ့ရ ရောဘာတူရဖန်လို့ဒီ ဒီမှာကျွန်တော်ရဲ့ဖန်ခွက်တဲတဲလေးဗျ Facebook ဗီဒီယိုနေမဟုတ်ဘူးညီမမမြင်ရဖန်ခွက်သေးလေးဆိုဖုန်းမှာသွားပြကျွန်တော်就是要中吧 ကဲဆိုကျွန်တော် start လေး 能多了 ကျွန်တော်ခုတော့ fighting style အစ်ယူလိုက်အောင်မယ်ကျွန်တော်အနေရဲ့ fighting style အစ်တွေပါဂျူပေးထားရဲ့ဘာလို့လဲမသိဘူး just မမလို့မလဲ ကျွန်တော်နည်းနည်းလေးပေါ့နော်ရေးစိတ်မှာသူတလီပေါ်လို့ရလားမသိကျွန်တော်ပို့ကြည့်တော့ရလာလေးစိတ်မှာရလာ ငါစီမမလို့ ချိုးရှိမှာရလာ ကဲဆိုကျွန်တော်ယူပြီးပါ oh shit ဒီက fighting style အစ်ကြီးကဒီ Tremor fighting style ရဲ့ ML ရဲ့ကျွန်တော်ပေးထားတာပဲဟုတ်ဟဲ့မိုက်တော့ ချိုးဆောင်းကပေါ်မလားဒီ အာ မို့ဆောင်းကပေါ်ဆိုတာအဘဲယူပြောမို့ဆောင်းကပေါ်ဆိုတာနောက်တဲ့တယောက်ရှိတယ်ဗျ မမရဲ့နော်နေနောက်တစ်ယောက်ကိုဒီမှာစားလာလားနှစ်ယောက်ပဲကြည့်ရမှာ ဟိုစောက်ပေါ်ကြီးတကောင်ရှိရဲ့ကြည့်တယ်မှာ ဟုတ်ရှိမှာတော့စားပါမနှစ်ယောက်ပဲရှိတာလို့ဒီမှာစားပါမနှစ်ယောက်ပဲရှိတယ်ဘယ်လိုတွေ့လားသူပြောင်းနေကျွန်တော်ဗလင်းရင်ဒီနေ့ကျွန်တော်နဲ့ဒီကောင်းကောင်းရုံးဝင်လာပြီးရုံးဝင်လာဒီပေါ်မြန်ကြီးဟာချောက်လေး ဒီဘောပြန်มาရောအစွမ်းနေထုတ်တုံးမှရှိရဟာ ဒီ လေ ဘက်လာကြောက်နေတယ်နည်းနည်းကြောက်ရအောင်ပဲကြောက် ကျွန်တော်မလုပ်တော့ပါ ကြောက်ဒီဘက်ဘာလို့ရှင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 ် ဘာလို့ချဲနေရ လုံးရှင်ဘာလို့ရှင် မရပါဘူးချဲနေရ ဘာလို့ရှင်ခုဘေးရောက်စောင်းဝင်ကျဲมาလေကျွန်တော်ရှင်မချချင်ပေါ့နော်ရှင်ချရင်သူပဲနိုင်မှာပေါ့ ဒီဘက်ဆရာကြီးရုံဝင်ကြည့်တော့ဒီလိုဖြစ်နေမှာကိုဆရာကြီး ဘာပြောလဲဆိုတော့အစကလေးကသူ့ရဲ့ဆရာလေးကျွန်တော်ဟုတ်တယ်ဗျကျွန်တော်သူ့အရှိမရောက်နေပါတယ်
ပြန်လာတော့ what the ဟေ့ဒီကိန်းလေးကိုတရားရောက်လာနေနော် what the ဘယ်ရှိလဲ what the ခုနဘယ်ကောင်းပေါ်လာလဲ ဟုတ်လားဝိုင်းနေစီးရီတော့လို့ရတယ်ကြာဘာလို့စနေလဲဒါတော့ဘလက်ဖက်တူဝယ်စီပါတယ်ကျောင်းဘလက်ဖက်တူ ကျွန်တော်တို့အစ်စ်စောတတ်ပါတယ် ဒီကနေ့ကတော့တူးနေရတယ်သူဆို အတူဆိုအစ်စ်မဆိုရင်ဗျာကျွန်တော်ရဲ့ level ဘိတ်ကြီးစုတွေပဲဗျာအားကြောင့် အဲ့အမျိုးကကျွန်တော်မနေ့ကအချစ်ဆော့ပြတာမင်းခင်ဗျာလို့ကျွန်တော်ခုတော့စီးတူးလေးတော့ရအောင်တော့အောင်မေစီးလေးတော့ရအောင်တော့ခင်ဗျာရဲ့စီးတူးလား စီးလို့လို့ စီးတူးလေးတော့ရတော့အောင်မေတော့အောင်မေဟစ်တော့အောင်ရခိုင်ဆောင်နေကျွန်တော်ဒီမှာပြန်တွေ့ကြမယ် ဟုတ်ကဲ့ကျွန်တော်လည်းသူ့ရဲ့နေရာကိုရောက်သွားပြီနော်ခဏနေမှပြန်တွေးမယ်အခုလောဆယ်စီတူးရင်သွားအောင်မယ်နော်ကျွန်တော်နောက်ကျမယ့်အချိန်တွေကိုကျွန်တော်အိပ်ရမယ့်အချိန်တွေကိုရောက်နေပြီအားကြောင့်မို့ကျွန်တော်ထွက်ရတော့မယ်ဟုတ်ကဲ့ပါကျွန်တော်တင်နေရတဲ့လောက်ပါပဲကျွန်တော်ကြည့်ဗီဒီယိုဆက်ကြည့်ချင်တဲ့လူတွေကျွန်တော်ရဲ့ဗီဒီယို subscribe လုပ်ခဲ့ပါကျွန်တော်ရဲ့တကယ်ချင်းဗီဒီယိုတွေရော subscribe လုပ်ခဲ့